ဆိုတော့ဥစွာပထမပေါ့ကျွန်တော်စူးစမ်းမှုအတိအမှတ်ပြုပြီးတော့ကျွန်တော်အတင်းကိုကမ်းလှမ်းခဲ့တဲ့အတင်းရဲ့တာဝန်ရှိတဲ့လူကြီးတွေအားလုံးကိုကျေးဇူးတင်တယ်ပြောချင်တယ်နောက်တစ်ခုကရတနာဘုံအတင်းအစင်လာကြီးမားတဲ့အောင်မြင်မှုရှိတဲ့အတင်းရဲ့ကမ်းလှမ်းမှုနိပြချုပ်နေရာကိုကမ်းလှမ်းမှုခံရတဲ့အတွက်ကျွန်တော်အတိုင်းမသိဝမ်းသာမိပါတယ်ဟုတ်ကဲ့အစင်လာကြီးမားတဲ့အောင်မြင်မှုလမ်းကြောင်းပေါ်မှာရှိနေတဲ့အတင်းအောင်မြင်မှုနဲ့မဝေးဘူးဆိုတော့ကျွန်တော်ယုံကြည်တယ်နောက်အတင်းကအများကြီးပြုပြင်ပြောင်းလဲမှုတွေလုပ်လာတယ်ဆိုတဲ့အပေါ်မှာကျွန်တော်တို့အတွက်စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်အောင်မြင်မယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့အတင်းသားအဟောင်းတွေရဲ့အားတာချက်အားနည်းချက်တွေကိုကျွန်တော်ကြည့်ရှုထားတာရှိတယ်သူတို့ရဲ့ကစားတဲ့ဗီဒီယိုတွေပေါ့နော်ဆိုတော့ကြည့်ရှုထားတာရှိတယ်အတင်းသားအသစ်တွေကိုလည်းကျွန်တော်အတင်းရဲ့နေ့စနစ်ပိုင်းဆိုင်ရာ individual ပိုင်းဆိုင်ရာကိုအတင်းနဲ့မြန် combine ဖြစ်မဲ့ကစားသမားတွေရွေးချယ်ထားတယ်ဆိုတော့အသင်းနဲ့တူမြန် combine ဖြစ်မယ်လို့လည်းယုံကြည်တယ်ကစားသမားတွေရဲ့tactically way ပေါ့သူတို့အသင်းနဲ့အများဆုံးအထိုင်ချမဲ့ဟာကိုလည်းကျွန်တော်ကစားသမားခေါ်ယူမှုမှာလည်းစဉ်းစားထားတယ်သူတို့ခေါ်ထားတယ်ပေါ့နောက်တစ်ခုကတော့သူတို့ရဲ့ attitude ပိုင်းပေါ့သူတို့ attitude ပိုင်းမှာလည်းပို့ပြီးတော့ attitude ကောင်းတဲ့ကစားသမားတွေကိုကျွန်တော်အဓိကထားပြီးတော့လည်းရွေးချယ်ထားတယ်နောက်အသင်းသားအဟောင်းနဲ့အသင်းသားအသစ်နဲ့မြန် combine ဖြစ်အောင်လည်းကျွန်တော် train လုပ်ရမှာပေါ့နော်ဆိုတော့ train လုပ်ရမယ်ဆိုတော့ကျင်းသေးတာတစ်ခုကတော့သူတို့ကျွန်တော်ရဲ့နေ့စနစ်ပိုင်းဆိုင်ရာနေ့ပြပိုင်းဆိုင်ရာမှာပို့ပြီးတော့မြန်အဝင်လာမယ်လို့လည်းယုံကြည်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဖြတ်သန်းခဲ့တဲ့နေ့ပြကာလတာ15နှစ်မှာအခက်အခဲမျိုးစုံကြုံရတယ်အခက်အခဲတွေမျိုးစုံရှိတယ်နေ့ပြအခက်အခဲတွေရှိတယ်လို့တိုက်ခိုက်မှုတွေလည်းရှိတယ်ဆိုတော့ဒီပုံမှာကျွန်တော်ရဲ့စူးစမ်းမှုနဲ့အောင်မြင်မှုတွေရခဲ့တာလည်းရှိတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်ကစားသမားတွေကိုသူတို့ရဲ့စိတ်ဆန္ဒပြင်းပြတဲ့ဟာပေါ့စိတ်ဆန္ဒပြင်းပြမှုကိုလည်းအသင်းသားတွေနဲ့တူကျွန်တော်နီးပြအဖွဲ့တွေ management တွေအကုန်လုံးကစိတ်ဆန္ဒပြင်းပြစွာနဲ့အလုပ်လုပ်မှဆင်ပြေတယ်ဆိုတော့ဒီ team တစ်ခုရဲ့အောက်မှာအားလုံးက unite ဖြစ်နေရမယ်ဆိုတော့ကိုတာဝန်ယူထားတဲ့အလုပ်ပေါ် professional ပြီးတော့ဆိုတာ passionate ဖြစ်နေရမယ် isolated ဖြစ်နေလို့တော့မရဘူးအဲ့တော့အားလုံးကျွန်တော်တို့ပူးပေါင်းပြီးတော့အတူတကွအလုပ်ပြင်းထန်လုပ်မှကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုကိုကျွန်တော်သွားနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ရတနာဘုံပရိသတ်ကအစင်လာကြီးမားတဲ့ပရိသတ်ပါသူတို့ရဲ့ fan တွေကလည်းတောင့်တင်းတဲ့ fan တွေဖြစ်တယ်သူတို့အသင်းအနေနဲ့တန်ဖိုးထားတဲ့အတွက်ကျွန်တော်နံပါတ်12ကိုလည်းကျွန်တော်တို့ကအနားပေးထားတယ်ဆိုတော့ဒီကျွန်တော်နံပါတ်12ကိုတန်ဖိုးထားပြီးတော့သူတို့ fan တွေအတွက်ပရိသတ်တွေအတွက်တန်ဖိုးထားကုန်ပြီးတော့အနားပေးထားတဲ့အတွက်ကျွန်တော်တို့ကဒီအနားပေးထားတာနဲ့လည်းမလုံလောက်ဘူးဆိုတော့သူတို့ပျော်ရွှင်အောင်အနိုင်ရလက်ရအောင်သူတို့ပြန်ပြီးတော့တန်ဖိုးထားပြီးတော့အနိုင်ရလက်ရအောင်ကျွန်တော်တို့အကျိုးစားဖို့လိုတယ်ကဲအစင်လာကြီးမားတဲ့ရတနာဘုံတဲ့ရဲ့အင်ဂျီကိုဝစ်လိုက်တဲ့အချိန်မှာကျွန်တော်စိတ်ထဲမှာခေါ်မပြတဲ့အောင်ဝတ်တာမိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဝစ်လိုက်တဲ့တစ်ချိန်တည်းမှာပဲကျွန်တော်မှတာဝန်ရမ်းရှိတယ်လို့ကျွန်တော်ခံစားရတယ်။အောင်မြင်မှုကိုရအောင်ပြည်သက်တွေပျော်ရွှင်နိုင်အောင်ကျွန်တော်ယူဆောင်မယ်လို့လည်းကျွန်တော်နားလည်ထားတယ်ပေါ့။အများကြီးကျွန်တော်တို့စူးစမ်းပြီးတော့ဒီအင်ဂျီကိုဝစ်ရှင်အဖြစ်ကျွန်တော်တို့တန်ဖိုးထားကုန်ယူအသေးအောင်မြင်ရအောင်ကျွန်တော်စူးစမ်းပါကစားသမားတွေကိုကျွန်တော်အသင်းနဲ့အဝင်မဲ့ကစားသမားတွေကိုခေါ်ယူထားတယ်ဆိုတော့ကစားသမားအဟောင်းတွေရှိသလိုကစားသမားအသစ်တွေပါလာမယ်လူအတွေ့အကြုံရှိတဲ့ကစားသမားပါသလိုလူငယ်ပိုင်းတွေစုဖွဲ့ထားတယ်ဆိုတော့ပိုကောင်းတဲ့အသင်းတစ်ခုလေးဖြစ်လာမယ်နောက်တစ်ခုကကျွန်တော်တို့ဒီ training session ပိုင်းမှာလည်းကျွန်တော်တို့ပါလာမယ်ဆိုတော့ပြိုင်ပွဲတွေမဟုတ်ဘဲနဲ့ training မှာပဲ video ရိုက်ပြီးတော့ analyze ပြန်လုပ်တဲ့ဟာတွေပါလာမယ်ကောင်းမွန်တဲ့ training plan တွေပါလာမယ်ဆိုတော့သူတို့ပို့ပြီးတော့ဒီပုံမှာသူတို့ရဲ့အားသာချက်အားနည်းချက်သူတို့ tactically way မှာကျွန်တော်တို့ဘယ်လိုတွေကစားသမားတွေဘယ်ဟာအားနည်းလဲဘယ်ဟာအားသာလဲဘယ်ဟာကိုသူတို့မရှူထားလဲဆိုတာကျွန်တော် video analyze လုပ်ရင်းနဲ့သူတို့ပြန်ပြီးတော့ရှင်းပြမယ်သူတို့ပို့ပြီးတော့ဒီကောင်းစဉ်ဒီ exercise ကိုပို့ပြီးနားလည်လာမယ်လို့ပြောနေတယ်အဲ့ဒီအတွက်လည်းတေချာလေး training plan အစားတေချာပြင်ဆင်ထားပါတယ်အခုလိုခက်ခဲတဲ့ကာလမှာတော့ပြည်သက်တွေအားပေးတယ်ရတနာဘုံအသင်းမျှော်လင့်ချက်တွေထားနေတယ်ဆိုတာသိရတဲ့အတွက်ကျွန်တော်ဝမ်းသာတယ်နောက်တစ်ခုကကျေးဇူးလက်တင်တယ်ကျွန်တော်ပြည်သက်ပျော်ရွှင်မှုရအောင်ကျွန်တော်အနိုင်ရလက်ရအောင်ကျွန်တော်အ
အသင်းသားတွေရောကျွန်တော်တို့ official ရောနီးပြအဖွဲ့ရောအကုန်လုံးကောင်းမွန်တဲ့ရလဒ်နဲ့ပြည်သက်ကိုပျော်ရွှင်မှုပေးနိုင်အောင်ကျွန်တော်စူးစမ်းနေပါတယ်လို့ကျွန်တော်ကြည့်ပေးပါတယ်နောက်တစ်ခုကပြည်သက်တွေကွင်းထဲကိုလာရောက်ပြီးတော့အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်